ဘယ်လေးထင်ခွဲရတဲ့ဘောကမင်းရက်ကခွဲတယ်မတဲ့လို့ဘယ်နဲ့ထည့်ရမလဲ ခက်တယ်မထည့်ရ မင်းပဲထည့် လေးထည့် ဟာရမွေးရလို့ရတယ် အော်မင်းတခါပြီးသွားရင်အေးဝါကို ဘလို့အေးသွားတာလဲ အော်ငွေငါနဲ့အရင်နဲ့တခါကြောစားလိုက်တော့ပြီးသွားတာဗော အော်အေးဘော breakfast ကိုဖြေတာရောတခါလေနှစ်ခုလုံးပြီးသွားတာကောင်းဘလို့နေလဲ အာတော်တော်ကောင်းတာကြည့်ကြည့်အာကောင်းတာ ဟာမင်းလည်းဟုတ်လားကွာမင်းလည်းဘလို့နေလဲ အော်တော်တော်အစနဲ့အဟတ်နဲ့တဲ့နေတာ အော် မ င်းကချက်တဲ့မိမကြီးအဆက်နဲ့မင်းအဟက်နဲ့တဲ့တယ်ဟော အေးကိုမတ်တင်ရွှေနဲ့ဟာဘိုင်လာပြောနေ မင်းအဆက်ဟက်တယ်ဆို မတ်တင်ရွှေဆိုင်ရသွားဝေလာတာ ဟုတ်တယ်လေမက်တင်ရွှေရဲ့အဆက်နဲ့မင်းအဟက်နဲ့တဲ့တာဗော ဒီက ဟုတ်တယ် ပောက်ရရမပြောနဲ့မွေးငါနဲ့အရင်နဲ့အဆက်ဟတ်တဲ့ အော်အေး အေး အဆက်ဟက်တဲ့တော့ပြောချင်တာကွာမ အ င်း ဆက်အဟတ်အဆက်အဟတ်ကိုပေါင်းပြီးတော့ပြော ဟုတ်အေး နော်ဟိုကအဆက်နဲ့ငါအဟတ်နဲ့အဲ့လိုခွဲပြီးတော့မပြောနဲ့ sorry ဟိုမွေးကားချက်တဲ့မိမကြီးနဲ့မင်းနဲ့အဆက်ဟက်တဲ့ အေး ပြီးတော့ မတ်တင်ရွှေနဲ့ ဒီမက်တင်ရွှေနဲ့ဆက် ကောင်းတယ် မင်းကရှင်းနေရောစားတယ်ကြောက်မင်း အားရမလဲ ဒီကြောက်ဝင်းနဲ့အရင်နဲ့တို့ထားတာလေ အော်ကျန်ကျန်ဖန်ဖန်ကွာမင်းကလည်း ဟုတ်လို့လေ အော်ဒီကြကွင်းနဲ့အရင်နဲ့များတူစားရတယ်လို့လက်ဖေးတို့ကော်ဖီတို့နဲ့တူစားကို ငါကလက်ဖေးဒီကော်ဖီဒီမကြိုက်တာငါအရက်ပဲကြိုက်တာလေအခုမနေ့စားလဲစားမယ်ကွာဖြီလဲဖြီချင်တော့ဒီကြောက်ဝင်းနဲ့အရင်နဲ့တို့စားရတာကောင်းတယ်ကွာစားကြည့်လား အမစားကောင်းတယ်စား ချီရ ချီရတခါပြီးသွားချီရအာကောင်းလား ကောင်းတော့ဘာမင်းအဆက်ဟက်ကိုတဲ့ည ဒီကြကွင်းလောက်ရောင်းနေကောင်ရင်အဆက်နဲ့မင်းအဟတ်နဲ့ရတဲ့ ရမင်းမင်းစကားကြီးရလဲကွာငါခွေးပြည့်တဲ့အပြင်ဘာလို့သွားကြိုက်လို့ကြိုက်ရမှာမဖြစ်နေတယ် ဟမ် အရာခွေးလုပ်တဲ့လူရဲ့ ဒါလို့ sorry နောက်တစ်ခါကျုပ်ကိုလမ်းမှာတွေ့ရင်ခမရပါဇက်ကကျုပ်ကိုငါသားလို့ခေါ်ရခေါ်ကြည့်ပဲကျုပ်ဆုံးမဆုံးနဲ့နှစ်ကြရင်တော့ငါမခေါ်တော့ပါဘူးခေါ်လိုက်ဗျာအဖေဆိုတာစိုက်ကားပဲနေဂူလီပဲထန်းနောက်ဆုံးဘာကြီးပဲဖြစ်နေကွာအဖေကအဖေပဲကွာမင်းတို့ကောင်ကတငယ်ချင်းဖြစ်ရရှက်တယ်ဟဲ့ဟုတ်မင်းတို့ကဘာသိလို့လာပြောနေဟမ်ငါရှစ်တန်းနှစ်တုန်းကအတန်းမှန်ဆရာမမိဘခေါ်တော့ငါသူ့အဖေတရားကနေအစားထိုးတရုပ်ဆောင်ပြီးပတ်စံ900ပေးပြီးခေါ်သွားတာကွာမင်းမေလျံငါ့ကိုလမ်းမှာတွေ့တယ်ငါသားနဲ့ခေါ်တော့ပြီးတော့မင်းတို့သိလားအသားကြီးဖမ်းငါလို့